မော်ရင်ကားကြိုက်ပြီးဟေးဆိုရင်တဆိုင်တို့တဆိုင်တက်ကြလို့ခဏခဏကိုစားပြစ်တာဒီတစ်ခေါက်ကတော့ငခုတဝက်ကိုစီတက်တဝက်ကိုမီးကင်ထည့်ထားပြီးတောကျဲပုံစံငတိုင်းကြောင့်မော်ရင်ကားလေးကိုတွဲစားဖို့အတွက်အတူရဲဆုံဘန်လိုက်ပါပြင်ဆင်ပေးထားပြီးမုတ်သားပပနဲ့အကျော်ပူပူလေးရဲ့ဖာလူရာဒူရဲမလိုက်ရင်တော့စားမှာပဲဖြစ်ပါတယ်ဒီကချက်တဲ့ပုံစံကတော့ကျွန်တော်ဟိုငါးဆိုလို့ရှိရင်ငခုသုံးပါတယ်ဗျာပြုတ်တယ်တဝက်ကိုတော့ကင်းတယ်ပြုတ်တဲ့ဟာလေးကိုတော့စီးတတ်ပါတယ်ကျက်သွန်တို့ကျက်သွန်ပြူကျက်သွန်နေချင်းစပလင်နေနဲ့ပေါ့နော်ငါးဘက်လည်းများတယ်အဲ့ဒီမှာဒီငါးနဲ့မှုေးနေရပဲမြတ်ဆုံးကိုသိပြီးသုံးထားဘူးအဲ့လိုတင်တာလည်းခါတယ်နောက်ပြီးတော့ဒီကိုလည်းတင့်တော်တဲ့အနေထားလေးပဲကျွန်တော်ငါးတွေကများတယ်ကျွန်တော်ပုံမှန်အသုံးမဟုတ်ဘူးဟုတ်ကဲ့ဟိုသူ့ရဲ့စကေးတဲ့ကျွန်တော်ပို့ထားတယ်တင်းတို့ဘယ်နှအိုးလောက်ချရလဲမင်းကျွန်တော်ဒီလိုနှစ်အိုးပါမနေ့တုံးညတုံးမော်ရင်ကားမှာထည့်စားဖို့အတွက်ဒီပဲသီးတို့ပူစီနန်တို့နန်နန်မင်းတို့လေအဲ့လိုဘန်းလိုက်ကြီးကိုအစုံလည်းမချကျွန်တော်ဒီနေ့ကတော့ကိုမြောက်ကလာမှာပဲကိုကပတ်ပြီးတော့စားရနေပေါ့နော်မြောက်ကလာဆိုင်းမြင့်စဲစီ43ထိပ်မီတာဝီလမ်းမပေါ်မှာဖွင့်ထားတယ်လာမင်းမိသားစုအေးဆိုင်မှာလာစားပေါ့ဒီမော်ရင်ကားလည်းကျွန်တော်ဒါစားဘူးလို့ကြိုက်လို့တက်တက်ကိုလာပြီးတော့ရိုက်ခုခွင့်တောင်းထားပါနော်အခုဗီဒီယိုထဲမှာဆိုကျွန်တော်ဘယ်လိုပုံစံမြင်နေရမှာလဲဆိုအတီးရဲ့စိုက်ခင်းထဲရောက်နေလို့မြင်နေရတယ်ပေါ့စိမ့်ဆိုးနေရတယ်အကြီးကတော့ဒီမှာမော်ရင်ကားရဲ့တွဲစားဖို့တက်ကိုဒီလိုအတီးရဲ့စုံဘန်းလိုက်ယူပေးထားပါနော်သူ့မော်ရင်ကားပုံစံလေးရတယ်ကျွန်တော်တို့ဒါစီးပိုင်းဝင့်နေရမှာမဟုတ်ဘဲနဲ့ဟိုမှာတော်ချက်ပုံစံလေးပေါ့နော်ဆက်ကြပါဦးငခုနိုင်ချင်းမုံဟင်းပြစ်ပြစ်လေးနဲ့ဟိုမှာငရုတ်ကောင်းရဲ့ပွင့်နဲ့ပူပူဆက်ဆက်လေးပေါ့နော်မော်ရင်ကတော့အလုတ်ကို3500ကျွန်တော်ဒါ over ထည့်ထားတဲ့ခါကျ4500ပေါ့နော်ကျွန်တော်အကျော်လေးစားပါမယ်ဒီမှာကြောက်အကျော်2မျိုးပဲရရပါတော့လက်လက်ဆက်ဆက်မှာကြော်ပေးရဘူတီကြော်နဲ့အာလူကြော်ပါနော်ဒီတပွဲဆိုတော့6000ပေါ့နော်2မျိုးတော့မှာကျင်တယ်ဆိုလည်းရရပါတော့ဆက်လက်ဆိုလည်းအများကြီးပဲမုတ်သားပပလေးနဲ့ဟိုမှာအဲ့လိုဖူးဖူးတန်တန်လေးပေါ့နော်ဘာတောင်းပဲမွန်းတစ်ကိုစားတာဖြစ်တဲ့ကြောင့်တော့ချက်ချင်းကြော်ပေးတဲ့အချိန်မှာစားရင်တော့အကောင်းဆုံးပေါ့နော်ဘူတီလေးကချိုးနေပဲအကျော်တွဲချင်အားကြောက်လဲမကြီးနဲ့ငရုတ်စီကိုငရုတ်တီးကြက်သွန်ပြူလေးနဲ့နိုင်လေးဆက်ထားပါတော့ဒါကတော့ဒီဆိုင်မှာလူကြိုက်များပြီးတော့နာမည်ကြီးရဲ့ပါလူတာလေးပါဒီတစ်ခွက်ဆိုတော့9000ပေါ့နော်အရင်အချို့များမျိုးမဟုတ်ဘဲနဲ့ဟိုမှာရစိမ့်စိမ့်လေးပဲကိုသွားတယ်ဟိုမှာဒီကပါဝင်ပစ္စည်းအကုန်လုံးနှီးပါရလဲလေဆိုင်ရပဲကိုယ်တိုင်လုပ်ထားပါတော့အဲ့တော့ဒူးရင်မလိုက်ပါအိုးရှယ်ကြီးပါကျိုးဒီတစ်ခွက်ဆိုတော့1000ခွဲပေါ့နော်ဒီစိမ့်ပြင်းနေတော့ပဲကျွန်တော်ဒါကချင်ကင်လေးလေးဒီမှာရရပါတော့ညနေ6နာရီဝန်းကျင်လောက်မှသွားစပြီးခင်းတာဒီနေ့ကတော့စောစောလေးခင်းတာပေါ့နော်စိတ်သားချောင်းနဲ့ဝတ်သားချောင်းလေးကျွန်တော်မှားတာပေါ့နော်ဒါဝတ်သားလေးပါအကင်တွက်နှစ်ကကြတော့တုတ်ပေးထားတာတော်တော်လေးကိုအပေါ်မှာပုံပြီးတော့များရပါတော့အနံ့မှုမွေးနဲ့အရသာမှာကြတော့ကျွန်တော်ဒါချိုဆက်ပုံစံလေးပဲသွားရပါတော့ဆိုင်လေးစာလေးကတော့ကျွန်တော်ဒါမြောက်ကလာပါမြို့နယ်ဇက်မြင့်ဆွဲဈေးအနီးဇက်မြင့်ဆွဲရက်ကွယ်ကျွန်တော်ဒါမီတာဝီလမ်းမပေါ်43ထိပ်ဆိုရင်တော့ဒါပို့ပြီးတော့တိကြပါတော့။စာမွေးချင်းပိတ်ချိန်တွေကတော့မနေ့8နာရီကနေညနေ8နာရီပဲဖြစ်ပါတယ်။ကျွန်တော်ပြည်လေကျွန်တော်တော့ဆုံးသက်လိုက်ပါနောက်လည်းကျွန်တော်ဗနေရာလေးပဲဆိုင်နေခေါင်းနဲ့ဆက်လောင်းကြည့်ပါဦး။တတာ